ကောင်လေးဟာမထင်မှတ်ပဲဘယ်ရာမဆိုဖျက်တောက်နိုင်တဲ့ဓာတ်တစ်ချောင်းရခဲ့ပါတယ်လေဟာနယ်ကိုတောင်ဖျက်တောက်ပြီးအာကာသနဲ့အချင်းခီးသွားတကားပေါက်တစ်ခုကိုဖွင့်နိုင်တာကြောင့်ကဘာပေါ်ကဘယ်နေရာကိုမဆိုခီးသွားနိုင်ပါတယ်ဒီနေ့မှာလူသားတွေနဲ့တိုက်ခိုက်နေတဲ့အေယာမအဖြူရောင်ဝက်ဝံကြီးတစ်ကောင်ကိုသူတွေ့လိုက်ရပါတယ်ဘသူမှသူ့ကိုအနိုင်မယူနိုင်ပါဘူးကောင်လေးကသူ့ကိုရက်တန့်ဖို့အပြေးလွှားသွားပြီးဝက်ဝံကိုတူးချင်းတိုက်ခိုက်ဖို့စိန်ခေါ်ခဲ့ပါတယ်သူအနိုင်ရရင်ဝက်ဝံကလူသားတွေကိုလွတ်ပေးရမှာပါဦးရောင်ဝက်ဝံကကောင်လေးဟာသူ့အတွက်ဘာမှမဟုတ်ဘူးလို့ထင်ပြီးစိန်ခေါ်မှုကိုလက်ခံခဲ့ပါတယ်ဒါပေမဲ့တိုက်ပွဲကိုတရားမျှတစေဖို့အတွက်ကောင်လေးကဝက်ဝံကိုသူ့ရဲ့တန်ချက်ကာကိုချွတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်အဲ့ဒီတန်ချက်ကာကကောင်းကင်တမနီနဲ့ပြုလုပ်ထားပြီးဓားတွေလန်တွေနဲ့တောင်မဖြတ်တောက်နိုင်ပါဘူးဝက်ဝံကိုတိုက်ခိုက်မဲ့အစားကောင်လေးကသူ့ရဲ့ဓားကိုဆွဲထုတ်ပြီးတန်ချက်ကာကိုလိဖြတ်ပြလိုက်ပါတယ်ဒါကိုမြင်တဲ့အခါအဖြူရောင်ဝက်ဝံကတိုက်ခိုက်ရဲခြင်းမရှိပါဘူးကောင်လေးရဲ့လက်နက်ကသူ့ရဲ့ကိုယ်ပိုင်စွမ်းထက်အများကြီးပိုစွမ်းထက်တယ်ဆိုတာသူသိတဲ့အတွက်ရှုံးနိမ့်မှုကိုအသာလေးလက်ခံခဲ့ပါတယ်ဒါပေမဲ့ကောင်လေးကဝက်ဝံကိုထိခိုက်အောင်မလုပ်ခဲ့ပါဘူးအဲ့ဒီအစားလူသားတွေထံဝက်ဝံရဲ့မိသားစုကိုလွတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးဝက်ဝံကလူသားတွေကိုတိုက်ခိုက်တာရပ်လိုက်ပြီးသူ့ရဲ့မိတ်ဆွေဖြစ်လာခဲ့ပါတယ်